မင်္ဂလာပါရဲဝန်းသူပါကျွန်တော် page မှာအထူးသဖြင့် TikTok မှာပေါ့နော်ဒီလက်မှာလုပ်တဲ့ဟာလေးတွေကိုဘာလဲဆိုတော့တချို့လည်းမျိုးလုံးနဲ့မမြင်ကြဘူးတချို့လည်းဖြစ်နိုင်ပါမလားဆိုပြီးတော့တွေးကြတယ်တချို့လည်းအရန်နာနေမှာပဲဆိုပြီးတော့တွေးကြတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြပါမယ်ဆိုတော့ဒီမှာဆိုရင်ပုံတက်မှာပေါ့နော်ပုံတက်မှာဆိုလို့ရှိရင်စီးပိုက်လေးကိုအရေးပြားတစ်ခုနဲ့လိတ်ထားတာပေါ့နော်အဲ့ဒီအရေးပြားကျွန်တော်တင်ပါကနေယူထားတာပါအဲ့ဒါကိုကျွန်တော်လက်ဖြံကပုံလေးရလို့ဟိုဘက်ဒီဘက်ဖောက်လိုက်ပါတယ်ဖောက်ပြီးတော့ခုနလိတ်ထားတဲ့ပုံတက်ကအရေးပြားလေးနဲ့စီးပိုက်လေးကိုကတ်တွဲပြီးချုပ်လိုက်ပါတယ်ချုပ်လိုက်လို့ရှိရင်ပုံနှစ်ကပုံစံမျိုးရပါတယ်လက်ရှိကျွန်တော်လက်ရဲ့အနေထားပုံစံမျိုးပါအဲ့လိုမျိုးလုပ်ထားတာပါဒါကတော့ကျွန်တော်တင်မောင်းမှာကြံခဲ့တဲ့ဒဏ်ရာအနေထားပါပေါင်ကဒဏ်ရာကတော့တက်တာနေပြီပေါ့နော်ဒါကအရေးပြားယူထားတဲ့နေရာပါအဲ့လိုလုပ်လိုက်ခြင်းအပြင်အပေါ်ကပုံလေးလို့ကျွန်တော်လက်မှာရပါတယ်ရတာကကျွန်တော်6လနေရပါမယ်6လနေလို့ရှိရင်အောက်ကပုံလေးလို့အသားကိုယူမယ်ပြီးရင်အောက်ပိုင်းကကျွန်တော်ရဲ့သွေးကြောတွေရဲ့ nerve ကြောတွေရဲ့ကိုတွားဆက်ပြီးတော့ဒီလိုမျိုးလိန်တံပန်ဒီမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ခွဲထားတာအခုဆိုလို့ရှိရင်3လကျော်ကြာနေပြီဖြစ်ပါတယ်လက်ကမနာပေမဲ့လို့ကျွန်တော်ဘယ်သွားပတ်တီလေးစီထားပြပါတယ်ဖုန်နေသေးတွေမဝင်အောင်လို့ပေါ့နော်ကျင်းလေးကောင်းကောင်းဆော့လို့ရတယ်ပစ္စည်းမတာလည်းမလို့ရပါတယ်ကျွန်တော်ရဲ့ daily activity ကိုမနှောက်ယှက်ပါဘူးအဲ့တော့နောက်3လနေလို့ရှိရင်တော့ကျွန်တော်ရဲ့နောက်ဆုံး stage ဖြစ်တဲ့အောက်ပိုင်းခွဲစိတ်မှုလုံးမှာဖြစ်ပါတယ်ဘုဒ္ဓတအနေနဲ့ရှေ့ပေးတာဖြစ်ပါတယ်တစုံတရာဘုဒ္ဓတရရလိမ့်မယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရဲဝင်းသူပါ